ကျမကိုစောင့်ရှောက်ပေးပါလို့ပြောတယ်မလို့ဘူးဘိုးဘိုးအောင်ဘိုးမင်းအောင်ဘသူစောင့်ရှောက်ပြောတယ်မလို့ဘူးတကယ်နှက်ကောင်းနှက်မြတ်တွေသူတို့အမြတ်တမ်းပေးလို့သူတို့ promotion တက်သွားအလိုလိုစောင့်ရှောက်တာဒါကြောင့်ဘုန်းတော် sexual ဖြစ်ဖို့လိုတယ်လုံချုံနေဖို့လိုတယ်လူရဲ့အကာအကွယ်နတ်ရဲ့အကာအကွယ်ဇောတိကတထေးအိမ်ကိုအဇာတတက်ကဇာတတက်ဘယင်ဖြစ်တာ18နှစ်မှာဘယင်ဖြစ်တာဘယင်ဖြစ်တော့ဇောတိကရဲ့မိန်းမကိုအရင်သွားယူတာပဲဇောတိကမိန်းမမြောက်ကျွန်းသူတရားမင်းယူပြီးပေးသားထားအလွန်ချောတယ်တောင်ကျွန်းကလူတွေတယောက်နဲ့မှမသိဘူးသပင်အားစအကောင်းချင်းအားပြမှာလုံးဝပြည့်ပြည့်စုံတဲ့နတ်သမီးလို့လှဇောတိကတထေးရဲ့မိန်းမအဲ့ဒါကိုဇာတတက်ကငငယ်လေးနေလိုချင်တာတနာလည်းယူလိုက်တာငငယ်လေးနေစမသိဘူးနော်သူဘယင်ဖြစ်လာရင်လည်းဇောတိကတထေးရဲ့အိမ်ကိုလည်းယူမယ်တဲ့အိမ်ကတစ်တီအုပ်တွေတခုမှမပါအကုန်ယရနာ9မျိုးနဲ့ယရနာတွေနဲ့ကြည်တယ်နတ်ကဆောက်ပေးထားတာကိုလူဆောက်တာမဟုတ်ဘူးဇောတိကတထေးရဲ့ဘုံကံကနော်သူ့ရဲ့ဒီဂုံကြီးရဲ့ကြီးကျယ်နေတဲ့ကလူတွေဆောက်လို့မရလို့နတ်ကဆောက်ပေးတာအဲ့မှာတတိုင်းကြီး9ထက်ကယရနာတွေနဲ့ကြည်တာထားတာအဲ့ဒီမှာဇောတိကတထေးကိုစစ်ရင်ကအကုန်ထုတ်သုံးပြီးတော့ဇာတတက်ကဘယင်ဖြစ်တာနဲ့သွားတိုက်တာနတ်တွေကဝိုင်းတိုက်တာဇာတတက်ခွေးပြေးဝပြပြရတယ်ဇောတိကတထေးကတိတောင်မသိလိုက်ဘူးစာမမှတ်တမ်းတင်ထားလို့ဒါနတ်တွေကကူညီတာဟေးသူတထေးကိုလာမထိနဲ့ဆိုပြီးတော့သူကတစ်တက်ရင်က1000လောက်ပြရတယ်ဒီက3သိန်းလောက်ပြလိုက်တာဇာတတက်ပြန်ပြေးရတယ်နော်ပြန်ပြေးတဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုတော့ဇောတိကတထေးကအဲ့ဘယ်ရောက်လဲဖယားနန်ရောက်တယ်ဖယားစီတရားနာဇာတတက်ကဝင်ကြည့်လိုက်တော့အော်မာတထေးငါသူ့အိမ်သွားတိုင်းနဲ့တော်တိတော့မသိဘူးဖယားနန်လာတရားနာတယ်အဲ့ဒါတတိကျွန်တော်ခမရစည်းစိမ်တွေသိမ်းတော့မယ်ပြည်သူအစိုးရဘာသာနဲ့သိမ်းတော့မယ်ဝွင့်လင်းပြောပါတယ်အဲ့ဒါတွေသူသိမ်းမယ်ဇောတိကတည်းကသိမ်းလို့ရပါတယ်တဲ့လောလောဆယ်သိမ်းဖို့ခဏထားလက်မှာတော့တတိယလက်စွပ်10ခွန်းတောင်ဝတ်ထားတယ်တချောင်းချင်းစီကိုလက်စွပ်တကွန်းစီဝတ်ထားအဲ့ဒီလက်စွပ်တွေကိုချွတ်ကြည့်ပါအောင်တဲ့ဇောတိကတည်းကဒီလက်စွပ်တွေကိုယူကြည့်ပါအောင်တဲ့ဇာတတက်ကအလွန်အားကောင်းတယ်ဒီဇာတတက်ကလည်းဇောတိကတည်းရဲ့လက်စွပ်တွေကိုဖင်ထိုင်းဆွဲတာမကြွဘူးဇောတိကတည်းကမင်းဒီလောက်လိုချင်ရောဘယင်ကြီးလိုချင်ရောဆိုလက်လေးခါပေးလိုက်တယ်10ခွန်းလုံးကျွတ်သွားဘယင်ကြီးတဲ့ तू မပေးချင်ဘယ်သူမှယူလို့မရဘူးအဲ့ဒါဘာဖြစ်လို့ဆိုတော့သူ့ရဲ့ကံအဆောင်လျှောက်ထားတာဒါကြောင့်ဘုန်းတို့အဆောင်လျှောက်မှာလူအဆောင်လျှောက်နတ်အဆောင်လျှောက်ကံအဆောင်လျှောက်ဥစ္စာဆိုတာကံပေးတော့ရဒါကြောင့်ကံကောင်းနေနဲ့အမြဲတမ်း routine လုပ်ထားအကောင်းဆုံးအဆောင်လျှောက်ဟာကံပဲဟုတ်လားကံသာလျင်ကိုယ်ပိုင်ဥစ္စာဒါကြောင့်ကံကောင်းနေနဲ့နေစဉ်ကုသိုလ်ကောင်းမှုတွေပြုဒါနသီလဘာဝနာမပြင်းနဲ့တပည့်တော်တို့ကဗျာတထေးတော်လုံနိုင်တာတပည့်တော်တို့အလိုသမားတွေကိုဝန်တန်းတွေဘယ်လိုလွယ်မလဲဆိုတော့ဘုံပြောပေါ်ပဲတစ်ပင်လေးတွေအောင်လမ်းလျှောက်နေလေးလေးတိုင်ဤတန်ရှင်းတော်လေးနဲ့ဘုရားအမှုတော်ပါဤတစ်ပင်လေးစိမ့်ဆိုဤစိမ့်လန်းတော့တစ်ပင်လေးနဲ့ဘုရားအမှုတော်ပါဤပန်းလေးတွေပွင့်ဤပန်းလေးတွေဘုရားအမှုတော်ခူးစရာမလိုဘူးစေတနာပဲစေတနာဟံဘိက္ခွေကမ္မဝရမိရေတော်ကတ်တာပတ်စံကုန်လားမကုန်လျက်သစ်မီလေးဖွင့်ပြီးတော့ဘုရားကတ်လိုက်တာပတ်စံကုန်လားသဘုံရောက်ခြင်းဘုရားရှိခိုးပြီးဟိုတမှာဘုရားရှိခိုးဒီမှာဘုရားရှိခိုးပြီးပတ်စံကုန်လားအေးကုသိုလ်ကောင်းမှုကံကောင်းဆိုတာဉာဏ်ရှိဖို့ပဲအရေးကြီးတယ်ဉာဏ်ရှိတဲ့သူကတာမန်လူထက်ပို့ပြီးတော့ကုသိုလ်ကောင်းမှုပို့ပြီးတော့အခွင့်အရေးပို့မြင်တတ်တယ် opportunity ခေါ်တာဟုတ်ပြီနော်ဒါကြောင့်ဘုန်းပြောတာပတ်စံမကုန်ဘူးနော်ကုသိုလ်နေတိုင်းတိုးမနေဘူးလားအဲ့ဒါလေးတွေကိုလုံးအေးအဝဂန်ဒီပြန်စဉ်းစားငါကနေ့ကုသိုလ်ကောင်းမှုတွေဘယ်လောက်လုပ်ခဲ့ပြီဘာမှမလုပ်ရသေးရင်ရေတော်ထကတ်လက်စစ်မီလေးခဏဖွင့်အေးမိလျက်တင်မီနဲ့ဘုရားပူဇော်ပါ၏ဟုတ်လားအဲ့လိုလုပ်တတ်ရတယ်ဟာဘုန်းတို့လမ်းမှာလျက်စစ်မီတွေထွန်းတယ်အေးလျက်စစ်မီတွေဘုရားပူဇော်ပါ၏အဲကွန်းဖွင့်ထိုင်အဲကွန်းလေးနဲ့ပူဇော်ပါ၏လွယ်လိုက်တာဘာအရေးကြီးတော့ဉာဏ်လေးအရေးကြီးတယ်ဘယ်လိုမျိုးကုသိုလ်ရှာတတ်ဖို့လို့လဲဟုတ်လားကုသိုလ်ဆိုယောနိတော်မန္တတိကာရနှလုံးသွင်းမှန်မှန်လေးနဲ့ရှာတတ်ဖို့လေမနေ့ကဘုန်းပြောတယ်နော်ကုသိုလ်ကို focus ပြတ်ပါစေလိုင်းထဖွင့်လိုက်တယ်ဟာဘယ်သူနဲ့ရန်ဖြစ်နေတာလဲကြည့်လို့မပြီးဘူးစိတ်ကဝင်သားလိုက်တာကိုလွန်ရောဘယ်သူတော့ပွဲဖြစ်နေတယ်ဆိုအဲ့ပွဲဒီပွဲအတွက်ဒီတပွဲနေမဟုတ်ဟိုနန်းလေးမှလည်းဟို TikTok သွားကြည့်လိုက် YouTube သွားကြည့်လိုက် Facebook သွားကြည့်လိုက်ဒီပြဿနာကိုလေကိုယ်နဲ့လည်းမဆိုင်ဘယ်လောက်အချိန်ကြီးကုန်နေလဲဘုံကအဲ့ဒါကြောင့်ဘယ်ဘက်နေနဲ့ဟိသပိတွေအပြောများပြီးတော့အရေးမရအဖက်မရတွေပြောနေဘုံဒီမျက်နှာပြင်မှာမြင်းနေရအကုသိုလ်များလို့ဘုံကအဲ့ဘုံကိုဝေဖန်နေတဲ့ဟာတွေတော့မကြည့်ဖြစ်ဘူးလေဝေဖန်တဲ့သူကတော့သူကဘလို့ဝေဖန်အဲ့ဒါလည်းဘုံပြောမယ်လက်တွေ့ကြတဲ့ဘဝတွေဟာပြောနော် TikTok ထဲမှာကောမန့်လေးပါလေဝင်ရေးအောင်လေးဆိုဘုံကကြည့်လိုက်တယ်တခါကျတော့ဘုံပြောတဲ့အချက်လက်တွေကိုမခိုင်မာတဲ့သဘောမျိုးဗလီပသမီးရှောက်ပြောနေတဲ့ပုံစံနဲ့ပြောတာအဲ့တော့ဘုံကလည်းစိတ်ဆိုးသွားမင်းဘလောက်တက်လို့တော့မင်းငါထက်တက်ရင်ထောက်ပြလို့အဲ့လိုမျိုးလေးပြန်ပြီးတော့လို့အဲ့လူရဲ့ profile ဘုံမကြည့်မိ TikTok ကချက်ချင်းအဲ့စာကိုပြောတယ်ဒီ TikTok အကောင့်ပိုင်ရှင်အားတဲ့ education နဲ့ဖွင့်ထားတာပါတဲ့ educated ဖြစ်တဲ့အတွက်ဒီလိုမျိုး
အမုန်းစကားတွေပြန်ပြီးမတုံ့ပြန်သင့်ပါဘူးဆိုတော့